ပြီးခဲ့တဲ့လမှာကျွန်တော်စီ consultation ယူသွားတဲ့ client ညီမလေးတယောက်ကသူကျွန်တော်ကိုဆက်ဆက်တွေ့ချင်းမှာပါပြောလဲဆိုတော့သူ့ရဲ့စီဝါဖြစ်စဉ်ကမကောင်းတော့ဘူးဟိုမုန်းတွေကမမှန်တော့တဲ့အတွက်ကြောင့်မလို့ तू ကဝေးချလို့မရဘူးအစီလုံးဝချလို့မရတော့ဘူးဆိုပြီးတော့မှလာပြောသွားတယ်ဒါပေမဲ့မနေ့ကမှပဲ तू ကသူ့ရဲ့ဝေးကျသွားကြောင်းခါအတိုင်းနေကျသွားကြောင်းဆိုပြီးတော့မှသတင်းကောင်းလာပါသွားတယ်ဒီညီမလေးရဲ့ data ကောက်တဲ့အခါမှာသူဒီကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေတယ်အမြဲတမ်းည9 နာရီ3 နာရီမှအိပ်ဖြစ်တယ်အလုပ်ရှိတဲ့အချိန်ရောအလုပ်မရှိတဲ့အချိန်ရောဒီအချိန်မှအိပ်ဖြစ်တယ်စားတဲ့အစားအစာတွေကအကုန်လုံးအပြင်စားဖြစ်တယ်စားတာကလည်းများတော့အဖြစ် process food တွေဖြစ်တယ်စိတ်ဖိစီးမှုလည်းများတယ်နောက်တော့သူ social media ကြည့်လိုက်တဲ့အခါတိုင်းမှာသူခန္ဓာကိုယ်မပြောင်းလဲဘူးသူများခန္ဓာကိုယ်ကပြောင်းလဲသွားတယ်ဆိုတော့ဒီနိုင်ရှင်မှုကြောင့်မို့လဲသူအတွက်စိတ်ဖိစီးမှုတွေအများကြီးပိုပူလာတယ်ဒီအချက်အလက်ကိုကြည့်ချင်းအားဖြင့်သူခန္ဓာကိုယ်က inflammation တက်နေုံမကဘူး cortisol hormone လည်းအများတန်းတောက်လျှောက်တက်နေတဲ့အတွက်ကြောင့်မလို့သူကအစီချရအရန်ကိုခတ်သွားတယ်လေ့ကျင့်ခံလဲသူပုံမှန်လုပ်တယ်လှုပ်လိုက်တိုင်းကိုပြင်းအားမြင့်လေ့ကျင့်ခံလုပ်တယ်ဒီပြင်းအားမြင့်လေ့ကျင့်ခံကလည်းခန္ဓာကိုယ်ဘလို့မှ recovery ပြန်မရနိုင်တဲ့အတွက်ကြောင့်မလို့ cortisol hormone ကိုနောက်ထပ်ပြီးတော့မှတက်စေတယ်လေ့ကျင့်ခံလုပ်ပြီးသွားတော့လဲဝမှာဆိုပြီးတော့မှမစားရဘူးမှန်တယ်သူပြောတာမှန်တယ်စီဝါဖြစ်စဉ်ကမကောင်းဘူးဟော်မုန်းတွေကပြဿနာတက်နေတယ်ဘာကြောင့်ဒီလိုစီဝါဖြစ်စဉ်မကောင်းတာလဲဘာကြောင့်ဒီဟော်မုန်းတွေကပြဿနာတက်နေရလဲဆိုတာကိုတိုင်ကစီဝါဖြစ်စဉ်မကောင်းအောင်ဒီဟော်မုန်းတွေမမှန်အောင်ကိုတိုင်ကလုပ်နေတာတော်တော်များများဒီစီဝါဖြစ်စဉ်မကောင်းတာဒီဟော်မုန်းတွေမမှန်တာဒီကကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံဒီအိတ်ချိန်တွေဒီစားတောက်မှုပုံစံပြောင်းလဲလိုက်တဲ့အခါမှာဒီစီဝါဖြစ်စဉ်ကဒီဟော်မုန်းတွေကတဖြည်းဖြည်းနဲ့မှန်လာတယ်ကျွန်တော်တို့ကိုတိုင်ကိုနိုင်တီကိုကဒီခန္ဓာကိုယ်ကိုကောင်းစေချင်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့လောက်ရက်အားလုံးဒီခန္ဓာကိုယ်ကိုဖျက်ဆီးရာရောက်နေတဲ့အနေအထားမှာဆိုရင်တော့ဒီခန္ဓာကိုယ်ကဘလို့မှကျန်းမာတဲ့ခန္ဓာကိုယ်အနေနဲ့ကျွန်တော်တို့ကိုပြန်ပေးဆက်မှာမဟုတ်ဘူးဘလို့မှအစီချလို့လွယ်တဲ့ခန္ဓာကိုယ်အနေနဲ့ပြန်ပေးဆက်မှာမဟုတ်ဘူး